Wanji papa duwe wanji papa wanji papa duwe wanji papa wanji papa ကစားနေတာမဟုတ်ပါဘူးရှင်ဒါကဘာလို့လဲဆိုရင်တော့เนาะဘဲအသေးပြန်ချတာပေါ့เนาะဒါကတော့မထက်တို့ဥရဲ့ခြံပေါ့เนาะဘဲခြံပေါ့เนาะအဲ့ဒါမထက်တို့ကဘဲချလို့လဝိုင်းလောက်တယ်ကိုကတော့လဝိုင်းရိုက်တယ်ပေါ့เนาะလဝိုင်းရိုက်တယ်အဲ့မှာဘဲအသေးပြန်ချတာပေါ့เนาะဘဲတွေကလေသူတို့ကတနေ့လုံးတညလုံးကားစီလာရတော့ဆိုတော့လေသူတို့တအားပင်မန်းနေတယ်ပေါ့နော်တအားပင်မန်းတယ်သူတို့ကိုအဲ့ဒီချင်းတွေကနေလှောက်ထုတ်လိုက်တာနဲ့အမသဲတန်ကိုပြေးပါလေရောပဲပြေးပြီးတော့ကြောက်အားလက်အားနဲ့ပေါ့နော်ပြေးတယ်ပေါ့နော်ပြေးပါတယ်ကြောက်အားလက်အားနဲ့ပြေးတယ်သူတို့လွတ်လပ်မှုရသွားတာပေါ့နော်နေရာအသစ်မှာအသားမကျသေးဘူးပေါ့နေရာအသစ်ရောက်တော့အသားမကျသေးပါဘူးရှင်လို့ဘဲပြို့လေးတွေပေါ့နော်ဘဲအဟောင်းလေးကိုထုတ်လိုက်တယ်ဒါဘဲအသစ်ပြန်ချတာဆိုရင်အဲ့လိုမျိုးချတာပေါ့နော်ချင်းတွေနဲ့လာတာပေါ့နော်အဝေးကနေကားတွေနဲ့လာပြီးတော့ဒီခြံမှာအမျိုးသူတို့ပြန်ရောက်လာတော့သူတို့အသားမကျသေးတော့လေတကောင်နဲ့ကလေအမျိုးစုပြီးတော့နေပြီးတော့လေအဲ့လို YD